YouTube မိတ်ဆွေအားလုံးမင်္ဂလာပါကျွန်တော်တို့ဖြတ်တန်းနေရတဲ့ဘဝခီးလန်းဟာလွယ်ကူနေတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့ရှောက်နေရတဲ့ဘဝခီးလန်းတွေဟာအခက်အခဲအသားအဆီးတွေနာကျင်မှုဝမ်းနည်းမှုပူဆွေးမှုလောကရန်ပေါင်းစုံကျွန်တော်တို့ကြုံတွေ့ရတယ်တို့တော့ကျွန်တော်တို့ကိုတိုးတက်အောင်မြင်အောင်ပျော်ရွှင်အောင်စိတ်ချမ်းသာမှုရှိလာအောင်ကျွန်တော်တို့ကိုဖန်တီးလှုပ်ဆောင်ပေးတဲ့အရာဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲကျွန်တော်တို့ပယ်နိုင်ငံမှာပဲနေပြည်တွင်းမှာပဲနေအခက်အခဲအသားအဆီးနာကျင်မှုဝမ်းနည်းမှုဟိုကပြောလို့ဘဝရဲ့လောကရန်တွေလူတိုင်းကိုရှိကြတာပဲတို့တော့လဲကျွန်တော်တို့ပြန်ချစ်တတ်ဖို့ကိုကိုတော့ပြန်အားပေးဖို့အင်မတန်မှအရေးကြီးတယ်လူကြီးပိုင်းပဲဖြစ်လူငယ်ပိုင်းလူလက်ပိုင်းဘဝအတွက်ကြိုးစားနေတဲ့လူတိုင်းအခက်အခဲတွေနဲ့ကျွန်တော်ဆိုရင်လည်းဒီနိုင်ငံခြားမှာလာနေတယ်ဆိုတော့ပြည့်စုံနေလို့လာတာမဟုတ်ဘူးကျွန်တော်လည်းတောရွာနေပေါက်ဖွာလာတဲ့လူငယ်တရားပဲဒီနိုင်ငံခြားမှာပညာလာတင်ယူရဆိုတော့ဘယ်အထောက်ပံ့မှမရှိဘူးကိုမနဲ့ရုန်းကန်ပြီးတော့ကြိုးစားပြီးလာကြတာဒီအချိန်ထိကျွန်တော်လည်းဘဝအတွက်ရေစီဘဝအတွက်ကြိုးစားနေတာပြည့်စုံနေတော့မဟုတ်ဘူးလေပြည့်စုံအောင်တော့ကြိုးစားနေရတယ်ဒါကြောင့်မလို့မိတ်ဆွေတငယ်ချင်းတို့လူကြီးလူငယ်တွေအားလုံးကျွန်တော်တို့ဘဝတိုးတက်အောင်မြင်အောင်ပျော်ရွှင်အောင်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ဖန်တီးရမယ်လောကမှာရောက်လာတဲ့လူသားတိုင်းဟာစိတ်ဆင်းရဲခြင်းနဲ့ပျော်ရွှင်မှုမလိုချင်ဘူးဆိုရင်လောကမှာတရားမှမရှိဘူးအားလုံးကစိတ်ချမ်းသာမှုကိုလိုချင်ကြတယ်ပျော်ရွှင်မှုကိုလိုချင်ကြတယ်ပြည့်စုံတဲ့အတိုင်းဝမ်းမှာနေချင်ကြတာကျွန်တော်တို့အတိတ်ကာလပြန်ကြည့်မယ်ဆိုရင်အခက်အခဲတွေနဲ့ဘဝရဲ့လောကရန်တွေပြဿနာပေါင်းစုံကျွန်တော်တို့လူအတိုင်းဝမ်းမှာရောကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ကြုံတွေ့ရတယ်တိုးတော်လဲကျွန်တော်တို့ဟာအဲ့ဒီပြဿနာတွေကြားမှာကျွန်တော်ဒီတိုင်းနေမယ်ဆိုရင်မဖြစ်ဘူးလေကျွန်တော်တို့အတက်တွေကတပြေးပြေးနဲ့ကြီးလာပြီကျွန်တော်ဘဝမှာဘာဖြစ်ချင်တယ်ကျွန်တော်အိမ်မက်တွေကဘာတွေလဲအဲ့ဒါတီးဖို့လို့လဲကျွန်တော်ဘဝမှာဘာဖြစ်ချင်လဲပျော်ရွှင်မှုကိုရယူချင်သလားကျွန်တော်ကိုယ်တိုင်ဖန်တီးရယူမယ်ဘယ်သူတယောက်တစုံတယောက်မှမျောလင့်နေဖို့မလိုဘူးပျော်ရွှင်စိတ်ချမ်းသာမှုကျွန်တော်ကိုယ်တိုင်ဖန်တီးရမယ်အနာဂတ်မှာရောကျွန်တော်တို့ဘာဖြစ်ချင်လဲအောင်မြင်တိုးတက်တဲ့လူတယောက်ဖြစ်ချင်လားမိဘတွေကိုထောက်ပံ့နိုင်တဲ့လူတယောက်ဖြစ်ချင်လားကိုယ်အတိုင်းဝါမှာကိုမင်းသားစုကိုနိုင်ငံအတွက်လူမျိုးအတွက်အကျိုးပြုနိုင်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ချင်လားကျွန်တော်တို့စ조사ပိုင်ခွင့်ရှိတယ်လို့ဆောင်ပိုင်ခွင့်ရှိတယ်ယနေ့ခေတ်ကဘာမှာတိုးတက်တဲ့နည်းပညာတွေကျွန်တော်ဘဝအတွက်ဘယ်လောက်ထိအကျိုးပြုအောင်ကျွန်တော်လှုပ်ဆောင်ရအဲ့ဒါအရေးကြီးတယ်ကျွန်တော်နေတဲ့လက်စစ်ပစ္စုပန်လည်းဖြစ်ကျွန်တော်လက်စစ်နေတဲ့ပတ်ဝန်းကျင်ပဲဖြစ်နိုင်ငံပဲဖြစ်အခက်အခဲအတားအဆီးနာကျင်ဝမ်းနည်းမှုပတ်ဝန်းကျင်ရဲ့မကောင်းမြင်မှုကျွန်တော်စင်တာနဲ့လူအဖွဲ့အစည်းရဲ့တန်ဖိုးမထားမှုကျွန်တော်ကြုံတက်ရတယ်တိုးတော်လဲလူငယ်လူကြီးလူလက်ပိုင်းပဲဖြစ်ကျွန်တော်အိမ်မက်ကိုစီနေမယ်ဆိုရင်လူတွေရဲ့ဝေဖန်တိုက်ခတ်မှုထိုးနှက်ချက်မှုကျွန်တော်ခေါင်းထဲမှာထည့်နေဖို့မလိုကျွန်တော်ဆိုရင်ကျွန်တော်အိမ်မက်ရှိတယ်ကျွန်တော်ဘာဖြစ်ချင်တယ်လဲနောက်9နှစ်နောက်မှာဘာဖြစ်ချင်ကျွန်တော်လည်းအိမ်မက်ရှိတယ်ခင်ဗျားတို့မှလည်းအိမ်မက်ရှိမှာပဲကိုယ့်ရဲ့ပင်ပလူရဲ့စကားကြောင့်ကျွန်တော်အိမ်မက်ကျွန်တော်ဖြစ်စင်အရာဟန်တာပျက်စီးဖို့ဆိုမဖြစ်စင်နဲ့ဘဝဆိုတာကျွန်တော်လွယ်ကူရခဲ့တာမဟုတ်လေကျွန်တော်စဉ်းစားကြည့်ကျွန်တော်ငယ်စဉ်ဘဝပေါက်ဖွာလာမိပါတယ်ကျွန်တော်တို့ခက်ခဲကြားမှာပေါက်ဖွာလာကျွန်တော်ပြုစုပြိုးထောင်ပေးလာဒီအချိန်ထိကျွန်တော်အပြားလူစကားကြောင့်အပြင်လူရဲ့ပြောဆိုမှုကြောင့်ကျွန်တော်ရဲ့ဘဝကိုနာကျင်အောင်ကျွန်တော်ဖြစ်စင်အရာကို
အောက်ထက်ကြိုးကြအောင်တော့ကျွန်တော်အဲ့ဒါဖြစ်ခွင့်မပေးနဲ့ကျွန်တော်လွယ်လွယ်ကူကူရခဲ့တဲ့ဘဝမဟုတ်လေဒါကြောင့်ကျွန်တော်ဘာဖြစ်ချင်လဲအောင်မြင်တို့တက်လဲလူငယ်တယောက်ဖြစ်ချင်လားလူအတိုင်းဝတ်မှာလူအဖိုက်စီမှာနိုင်ငံအတွက်မှာအကျိုးပြုနိုင်တဲ့လူငယ်လားလူကြီးလူလက်ပိုင်းဖြစ်ချင်ကျွန်တော်ကြိုးစားပိုင်ခွင့်ရှိတယ်တို့တော့ကျွန်တော်ဘဝအတွက်ကြိုးစားနေတဲ့အချိန်ကာလမှာအခက်အခဲအသားစီကျွန်တော်တို့တခါလေကျွန်တော်တို့ကိုတယောက်တည်းအထီးကျန်အောင်ကျွန်တော်တို့ကိုကူညီထောက်ပံ့ပေးမဲ့တူမရှိကျွန်တော်တို့ကိုအားပေးချီးပန်းထောက်ပံ့နာပြုမဲ့တူမရှိဘူးတခါလေကျွန်တော်တို့ကြုံတွေ့ရတတ်တယ်ကျွန်တော်ဆိုရင်ပူးဆူတာတို့တော့လေကျွန်တော်လေတခါလေနာကျင်ရတဲ့ဝမ်းနဲ့တဲ့အချိန်မြတ်စွာရှိတာတို့တော့ကျွန်တော်ရဲ့ရည်ပန်းချက်ကျွန်တော်ဘဝအတွက်လာပါဖို့ကျွန်တော်လူဖွဲ့စီကျွန်တော်မိဘအတိုင်းဝမ်ကျွန်တော်နိုင်ငံကျွန်တော်လူမျိုးတနေ့တည်းချင်းအကျိုးပြုနိုင်ဖို့ကျွန်တော်လည်းကြိုးစားနေတာတို့တော့ဖြတ်တန်းနေရ24နာရီတရက်တာတလတနေ့လွယ်တော့မလွယ်ဘူးဗျာဟောနာကပြောလို့ကိုယ်စိတ်ကိုပြန်အားပေးရတာကိုယ်စိတ်ကိုပြန်ချီးမွမ်းထောပနာငါတရားဖြစ်ချင်တယ်တနေ့ဒီနိုင်ငံကိုရအောင်တွားမယ်တနေ့ဒီလိုတိုးတက်အောင်မြင်ကျွန်တော်လုပ်မယ်တနေ့ကျွန်တော်တို့လူကောင်းဆောင်ကောင်းတယောက်ဖြစ်အောင်ကျွန်တော်စူးစမ်းမယ်တနေ့တစ်ချိန်ကျွန်တော်ရဲ့မိသားစုဘဝအတွက်ရရွာအတွက်အကျိုးပြုနိုင်ကျွန်တော်စူးစမ်းမယ်ကျွန်တော်အဲ့ဒါရည်မှန်းချက်နဲ့ကျွန်တော်ကဆက်တွားတာပဲဒါကြောင့်မလို့ကျွန်တော်လူငယ်လူလက်ပေါင်းစုံကျွန်တော်စူးစမ်းပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ဘဝမှာဘာတွေဖြစ်ချင်တယ်လဲဖျားစင်ကရောမြတ်ကြီးဟောထားတဲ့ပါဠိတော်အတ္တဟိအတနောနာထောအားလုံးကိုပြန်အကိုးရတာပဲကျွန်တော်တခါလေအပြင်ကမျိုးလင်းချက်လူတယောက်ငါ့ကိုလာအားပေးမယ်ငါချီးမွမ်းမယ်ထောပနာပြုမယ်ဘာညာမတေချာမရရတဲ့အဲ့ဒါအတိကကျွန်တော်ကိုပြန်ချီရမယ်ကိုအားပေးရနောက်ဆုံးကိုပေးနာမှာဘယ်သူမှမရှိနေပြီလို့စီကိုအားပေးရမယ်ကိုချီးမွမ်းရအောင်တနေ့တစ်ချင်းငါရအောင်ယူပြမယ်ရအောင်လုပ်မယ်ရအောင်ဖန်တီးမယ်အဲ့လိုစိတ်တက်နဲ့ကျွန်တော်ကြိုးစားမယ်ဆိုရင်ယုံကြည်ချက်ဆိုတာဖြစ်လာတယ်ဒါကြောင့်မိတ်ဆွေတကယ်ချင်းတို့ YouTube channel ကိုကြည့်တဲ့မိတ်ဆွေအားလုံးတို့ခင်ဗျားတို့လည်းဖြစ်ချင်တဲ့အရာလည်းရှိမှာပဲလို့ဆောင်ပိုင်ခွင့်ရှိတယ်ကျွန်တော်တို့စင်တာနဲ့ဘဝဟာတော့တကယ်ကြီးမားတဲ့အရာဖြစ်ပဲတန်ဖိုးကြီးမားတယ်ပယ်ရဲထိုးညက်ချက်စကားကြောင့်ပယ်ရဲပြင်ပလူရဲ့တိုက်ခတ်တဲ့စကားကြောင့်ကျွန်တော်ဘဝအိမ်မှန်တာမပြည့်စည်စင်နဲ့နောက်ဆုံးကိုပေးနာမှာဘယ်လိုမှမရှိနေပါစေကိုအားပေးဖို့တယောက်တည်းရှောက်လက်တဲ့ဖွာခရီးလန်းဘလောက်ပဲကြမ်းတမ်းနေပါစေကျွန်တော်တို့ရှောက်ရမယ်ယုံကြည်ချက်နဲ့စန္ဒကမင်းသားလို့ပေါ့ယုံကြည်ချက်နဲ့ရှောက်တော့နောက်ဆုံးမှာကဲမဲ့တူပေါ်လာပဲကျွန်တော်ဘဝမှာလည်းကဲမဲ့တူမရှိနေပါစေကျွန်တော်ယုံကြည်ချက်နဲ့ရှောက်မယ်ဆိုရင်တော့ဖြစ်လာတာပဲအောင်မြင်လာမှာပဲအောင်မြင်တိုးတက်တဲ့လူတိုင်းဟာကြိုးစားမှုနေတာပဲကြိုးစားမှုတွေမရက်တမ်းဘူးဒါကြောင့်ကျွန်တော်ကြိုးစားပိုင်ခွင့်ရှိတယ်ဘဝမှာဘာဖြစ်ချင်တယ်ကျွန်တော်လှုပ်ဆောင်နေမယ်ဆိုရင်ကြိုးစားနေမယ်ဆိုရင်ကိုအားပေးနေမယ်ဆိုရင်တနေ့တစ်ချိန်ကျွန်တော်ဘဝမှာဘာဖြစ်ချင်တဲ့အရာတွားချင်တဲ့နိုင်ငံလှုပ်ဆောင်ချင်တဲ့အရာခေါင်းဆောင်ချင်တဲ့လူအဖွဲ့အစည်းကျွန်တော်ဖြစ်လာမှာဒါကြောင့်မို့ကျွန်တော်စင်တန်ရဲ့နေ့တိုင်းတာကိုချစ်တတ်ဖို့ကိုအားပေးတတ်ဖို့ကိုယုံကြည်ချက်နောက်လိုက်ဖို့ပြောချင်ပါတယ်အားလုံးတယောက်နဲ့တယောက်လေးစားတန်ဖိုးထားချစ်ခင်နေမယ်ဆိုကျွန်တော်နိုင်ငံကျွန်တော်လူအဖွဲ့အစည်းကျွန်တော်အတိုင်းဝမ်ပျော်ရွှင်တဲ့စိတ်ချမ်းသာတဲ့လူအတိုင်းဝမ်နိုင်ငံဖြစ်မှာပါတော့အားလုံးစိတ်ချမ်းသာကြပါစေကိုစင်းမှကြပါစေဦးစင်း YouTube channel ကိုလည်းအားပေးကြပါအတွေ့အမြင်တစ်ခုရှိမယ်ဆိုအောက်မှာ comment ရေးကြပါအားလုံးနှလုံးစင်ဝိုင်းအေးချမ်းကြပါစေ